လွန်ခဲ့တဲ့ရက်ပိုင်းကပဲမိတ်ဆွေတယောက်ဝါစီကနေမြေခွက်တစ်ခွက်ဝယ်ယူသွားခဲ့ပါတယ်ထူးခြားတာကသူဟာတွေးဝေနှောင်နှင်းနေတာမျိုးမရှိပဲဆုံးဖြတ်ချက်ကိုပြက်ပြက်သားသားနဲ့ချက်ချင်းချမှတ်ခဲ့တာပါအားလုံးသိတဲ့အတိုင်းလူတွေကဆုံးဖြတ်ချက်ချရမှာမကြောက်ကြပါဘူးမသေးကြတဲ့အရာတွေကိုပဲကြောက်ကြတာပါအဲ့ဒီမိတ်ဆွေဆုံးဖြတ်ချက်မြင်ရတဲ့အကြောင်းရင်းနှစ်ချက်ရှိပါတယ်သူရှာနေတဲ့ပုပ္ပတိမျိုးပလန်နာကနေရာကောင်းကရမန်းလမ်းဟောင်းဘက်ကလာရင်မျိုးပလန်ရဲ့ညာဘက်ချမ်းမှာရှိတဲ့တပင်ရွှေတိရက်ကွက်ထဲမှာတည်ရှိတာကြောင့်တွားရလွယ်ကူပြီးစီးပွားရေးအရာအချက်ချကြတာကိုသူကိုယ်တိုင်ချက်ချင်းမြင်သွားခဲ့လို့ပါသူ့ရဲ့ရွယ်ချက်နဲ့ကိုက်နေတဲ့နေရာမှန်ကိုဝါတို့ကစနစ်တကျရွေးချယ်ပြသနိုင်ခဲ့လို့ပေါ့နောက်တစ်ချက်ကစိုးရိမ်စိတ်ကိုပိုင်ဆိုင်မှုအထောက်ထားခိုင်ခိုင်မာမာနဲ့ရှင်းလင်းပေးနိုင်ခဲ့လို့ပါပဲဝါတို့ဒီနည်းမြုပ်နှံမှုရဲ့လုံခြုံစိတ်ချရမှုကိုတွေ့တဲ့အခါဆုံးဖြတ်ချက်ချရတာကိုရိုးရှင်းသွားစေပါတယ်ရှုပ်ထွေးတဲ့အဆင့်တွေကိုဖယ်ရှားပြီးစိတ်ချရမှုကိုပဲအဓိကပြသနိုင်ခဲ့တဲ့အခါမှာအယောင်းဝင်ဆိုတာအလွန်လိုဖြစ်မြောက်သွားတာမျိုးပေါ့အိမ်ချမ်းမြေဝယ်ယူတဲ့အခါတွင်တွင်နေရတာကမိတ်ဆွေရဲ့အပြစ်မဟုတ်ပါဘူးမိတ်ဆွေကိုရှင်းလင်းတဲ့လမ်းပြမြေပုံမပြနိုင်သေးလို့ပဲဖြစ်ပါလိမ့်မယ်မိတ်ဆွေရဲ့ယဉ်နှိမ့်မြုပ်နှံမှုမှာပြတ်သားတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချနိုင်ဖို့ဝါတို့ကအမြဲအသင့်ရှိနေပါတယ်တစုံတရာရသွားမယ်လို့မျှော်လင့်ပါတယ်ကျေးဇူးပါ